တောင်သူများကြုံတွေ့နေကြရသောလေယာထုတ်လုပ်မှုဆိုင်ရာအတွေ့အကြုံများနှီးနှောဖလှန်နိုင်ရန်နှင့်အခက်အခဲပြဿနာများကိုအကောင်းဆုံးဖြတ်ကျော်နိုင်မည်နည်းလမ်းများအားစိုက်ပျိုးရေးပညာရှင်များသူတေသီများနှင့်တောင်သူလယ်သမားများညှိနှိုင်းအဖြေရှာဖော်ထုတ်နိုင်ကြစေရန်ရည်ရွယ်၍အပတ်စဉ်စနေနေ့တိုင်းကျင်းပလျက်ရှိတဲ့တောင်သူနည်းပညာဆွေးနွေးပွဲကိုယနေ့နေ့ပိုင်းက68ကြိမ်မြောက်ဖြစ်နေပြီးတော့ဇရာသီရီမြို့နယ်ရေစင်းရှိစိုက်ပျိုးပညာပေးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးတင်တဲ့ကြောင့် AERDTC ခမ်းမ၌ကျင်းပခဲ့ပါတယ်။အဆိုပါတောင်သူနည်းပညာဆွေးနွေးပွဲတွင်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွတ်ကအွန်လိုင်းမှတဆင့်အဖွဲ့အမှာစကားပြောကြရာယနေ့နည်းပညာဆွေးနွေးပွဲကိုမိမိသည်ရန်ကုန်သို့ရောက်ရှိနေသောကြောင့်လူကိုယ်တိုင်မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသို့သောမိမိဝန်ထမ်းများနဲ့တောင်သူကြီးများအားအလေးထားခြင်းကြောင့်အွန်လိုင်းမှာအမှာစကားပြောကြားပေးခြင်းဖြစ်ကြောင်းတောင်သူကြီးများအနေဖြင့်ပေမျိုးစုံသီးနှံအပါအဝင်သီးနှံများကိုစိုက်ပျိုးထုတ်လုပ်သည့်အခါအရှိသွေးကောင်းပြီးနိုင်ငံရတင်ပို့နိုင်သည့်အဆင့်များသို့ရောက်ရှိအောင်စ조사ဆောင်ရွက်ပေးစေလိုကြောင်းထို့သောသီးနှံများကိုစိုက်ပျိုးထုတ်လုပ်ရနိုင်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲရေရှည်တည်တံ့စွာတိုးတက်စိုက်ပျိုးနိုင်ရန်အတွက်ပိုးမွှားရောဂါများကိုကာကွယ်နှိမ်နင်းရာတွင်ဇီဝသက်ရှိများဖြင့်ကာကွယ်နှိမ်နင်းခြင်းပါဝင်ဗတ်ဆုံပိုးမွှားရောဂါကာကွယ်နည်းစနစ်များကိုအသုံးပြုသွားကြရမှာဖြစ်ပါကြောင်းအထူးသဖြင့်ဓာတုပိုးသက်ဆေးများအစားဓာတုကင်းလို့သဘာဝပိုးသက်ဆေးများကိုစနစ်တကျအသုံးပြုသွားကြရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတွင်နေပြည်တော်အပါအဝင်စမားပြီးမက်ပဲစိုက်ပျိုးလာသည်မှာနှစ်ပေါင်းများစွာရှိနေပြီဖြစ်သည့်အတွက်ကြာရောက်သောပိုးမွှားများရှင်ပါလာပြီးဖြစ်ကြောင်းတို့ဖြစ်၍တီးလှည့်စနစ်ဖြင့်တီးနယ်ပြောင်းလဲစိုက်ပျိုးရန်မှာကြားလိုကြောင်းယနေ့ခေတ်တွင် AI နည်းပညာများပေါ်ပေါက်နေပြီဖြစ်ပြီး AI တွင် Biocontrol Agent ဇီဝနည်းဖြင့်အပင်ရောဂါကာကွယ်နည်းဟုရေးကာမေးမြန်းနိုင်ကြောင်းတောင်သူကြီးများအနေဖြင့်သိရှိပြီးသာမီယိုဖလာအသိပညာများအပြင်ခင်မီဘဟုတုတရရှိရန်လည်းလိုအပ်ကြောင်းနေပြည်တော်မှာတောင်သူများသည်အခြားတောင်သူများထက်အခွင့်အရေးပိုမိုရရှိသည့်အတွက်စ조사ကြရန်တိုက်တွန်းမှာကြောင်းသုတေသနဝန်ထမ်းများအနေဖြင့်အပူပိုင်းဒေသပဲစင်းကုန်းစိုက်ဒေသများတွင်ပဲစင်းကုန်းအထူးအထွက်တိုးရေးပြုလုပ်ရန်ပဲစင်းကုန်းအားပဲဒီစိန်ဝါစိုက်သည့်စိုက်နည်းစနစ်ဖြင့်စမ်းသပ်စိုက်ပျိုးပြီးသုတေသနပြုလုပ်ကြည့်ရန်စဘာပြီးမပဲအစားပဲစင်းကုန်းပြောင်းလဲစိုက်ပြီးဘောင်ကြီးစနစ်ဖြင့်အပင်ငယ်ငယ်နှင့်အသီးအပွင့်ပွင့်ရန်သုတေသနပြုလုပ်ရန်လိုကြောင်းအဓိကမှကြားလိုသည်မှာတောင်သူလယ်သမားများအတွက်စိုက်ပျိုးရေးဆိုင်ရာသုတေသနနှင့်နည်းပညာများကိုဖြန့်ဖြူးဝေမျှခြင်းသည်တောင်သူလယ်သမားများ၏အခွင့်အရေးကိုကာကွယ်ပေးခြင်းဖြစ်ကြောင်းတောင်သူများ၏ဘဝတိုးတက်ရန်ဗတ်ဆုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းထွန်းကားရန်လိုအပ်သည့်အတွက်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်ဆက်လက်၍သီးနှံများတွင်ကြာရောက်သောပိုးမွှားရောဂါများကိုဇီဝနည်းပညာဖြင့်ကာကွယ်နှိမ်နင်းခြင်းခေါင်းစဉ်ဖြင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသုတေသနမှုထောက်တာသက်ဤခိုင်ကအပေများယောဂါကြာရောက်ခြင်းသီးနှံပေများယောဂါဖြစ်စေသောအကြောင်းရင်းများဗတ်ဆုံယောဂါကာကွယ်နှိမ်နင်းနည်းများဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်းဇီဝနည်းနှင့်ဓာတုဆေးကွဲပြားချက်များဇီဝနည်းကိုအသုံးပြုသည့်အချိန်များဇီဝနည်းအသုံးပြုရာတွင်လိုက်နာရမည့်အချက်များနှင့်ရှောင်ကျဉ်ရမည့်အချက်များဇီဝနည်းဖြင့်သီးနှံကာကွယ်ခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများစတဲ့အကြောင်းအရာများနှင့်ပတ်သက်၍၎င်းစိုက်ပျိုးရေးဦးစီးဌာနမှဦးစီးရာရှိဒေါက်တာရီရီမြင့်ကဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းအရေးကြီးပုံဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်းလမ်းများဇီဝနည်းဖြင့်ကာကွယ်သက်ရှိများမျိုးဗီဇပြုပြင်ထားသည့်အပေများဓာတုတစိမ့်တမိုင်းပစ္စည်းများသက်ရှိမှထုတ်သောပိုးသက်ဆေးများနဲ့အနုဇီဝပိုးသက်ဆေးများတီးနှံအလိုက်ကင်းထောက်ကာကွယ်နှိမ်နင်းနည်းများစတဲ့အကြောင်းအရာများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါတယ်အဆိုပါတင်ပြဆွေးနွေးချက်များပေါ်စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်တီးနှံဒေါက်တာပပဝင်းကဖြည့်ဆွတ်ဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသူများ၏မေးမြန်းချက်များပေါ်သက်ဆိုင်ရာပညာရှင်များကအသေးစိတ်ရှင်းလင်းဖြေကြားခဲ့ပါတယ်အဆိုပါဆွေးနွေးပွဲသို့စိုက်ပျိုးရေးဦးစီးဌာနစိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှပညာရှင်များနှင့်သုတေသီများစိုက်ပျိုးရေးတက္ကသိုလ်မှဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများနေပြည်တော်ကောင်စီနယ်မြေမြို့နယ်ရှစ်မြို့နယ်မှတောင်သူများ62ဦးတို့တက်ရောက်ကြပြီးတိုင်းဒေသကြီးပြည်နယ်အသီးသီးမှစိုက်ပျိုးရေးပညာရှင်များနှင့်တောင်သူ186ဦးတို့ကဇွန်ပွိုင်100မှပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်
ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသူရဆိုကတောင်သူနည်းပညာဆွေးနွေးပွဲကိုဒုတိယဝန်ကြီးလမ်းညွှန်ချက်ဖြင့်ကျင်းပခဲ့သည်မှာယနေ့တွင်68ကြိမ်တိုင်ခဲ့ပြီးဖြစ်ကြောင်းစိုက်ပျိုးနည်းပညာပေါင်းများစွာရှိပြီးနည်းပညာများကိုတောင်သူများသိရှိစေရန်ယခုလိုဆွေးနွေးပွဲများကျင်းပပေးခြင်းဖြစ်သည့်အတွက်တောင်သူများစိတ်ပါဝင်စားစွာတက်ရောက်ရန်နဲ့ရရှိလာတဲ့နည်းပညာများကိုလိုက်နာပြီးလက်တွေ့အသုံးချသွားရန်မှာကြားလိုကြောင်းမိမိတို့ဝန်ထမ်းများအနေဖြင့်လည်းတစ်ပတ်မှတရက်အချိန်ပေးကဆွေးနွေးပွဲတက်ရောက်ရန်နဲ့တာဝန်အရာတက်ရောက်ခြင်းမရှိဘဲစိတ်ပါဝင်စားစွာတက်ရောက်ပါကမိမိတို့အတွက်အကျိုးရှိမည်ဖြစ်ကြောင်းမိမိတို့ရရှိသောအခွင့်အရေးကိုထိထိရောက်ရောက်အကျိုးရှိအောင်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြောင်းကိုညီကုန်းချုပ်အမှားစကားပြောကြားပေးခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်